အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခါတော့မင်းသားကြီးစတီဗင်ချောင်းရဲ့ဇက်ကူးထားတဲ့ဇလန်တစ်ပုဒ်ကိုပြောပြပေးမှာဖြစ်ပါတယ်ဇလန်ရဲ့အစမှာတော့မင်းသားကြီးစတီဗင်ချောင်းအမိခံထန်းဟာအောင်မြင်ကြတဲ့ပကြီးအမှုပညာရှင်တယောက်ဖြစ်ပြီးသူ့ပကြီးကားတွေကိုလိုချင်တဲ့အနေနဲ့ရဲ့ကတတိတွေကဝယ်ယူဖို့တောင်အင်းရှင်းမှာဝိုင်းအောင်ဆောင်ကိုင်းနေကြပါတယ်ဒီချိန်မှာတခင်ခန်းကရုတ်တရက်ရောက်ရှိလာပြီးကိုထန်းကိုကြီးပါအောင်ဆိုပြီးဝင်ဝင်ချင်းစောင်းနေထင်းတယ်လို့ပြောလိုက်ပါတယ်ထန်းကခင်ဗျားလောင်းကစားလုပ်လိုက်တာစနေကုန်ပြီမဟုတ်လားနေရတဲ့နဲ့ငွေအများကြီးဖြုံးပြလိုက်ပြီးတော့ကျုပ်စီခဏခဏအကူကြီးလာတောင်းနေတာအဆင်မပြေဘူးနော်လို့ထန်းကပြောတော့တခင်ခန်းကကျွန်တော်ဒါနောက်ဆုံးအကူကြီးတောင်းတာပါအကိုရငွေ84သိန်းရှုံးလာလို့အကိုထန်ရဲ့ပကြီးကအချက်30လောက်ရောင်းမှကျွန်တော်ဘက်ကိုကတင်ပေးလို့ရမှာပါလို့ပြောလိုက်ပါတယ်ဒီတခါမှထန်ကမင်းယူနေတာလားမလုပ်ပေးနိုင်ဘူးလို့ပြောတော့တခင်ခန်ကဒုတွေကောက်ဖက်တောင်းမှပြီးငါ့ကိုကူညီပါကွာမင်းမှတ်မိသေးလားငါငယ်ငယ်ကမင်းကိုငါအပြာစာအုပ်တွေပေးပက်ခဲ့တာလေဆိုပြီးနေကျုံငင်တာတွေထပ်ပေါ်တော့ထန်ကလည်းဒေါသတွေထွက်လာပြီးမင်းဟာမင်းသိချင်တဲ့နေရာသိဆိုပြီးထားပြောလိုက်တာပေါ့တခင်ခန်ကလည်းဒီတခါနောက်ဆုံးမှာတကယ်ချင်းငါထက်လို့ရင်ရိုးစိုးမိမကြီးမရင်းကျင်တာခံရပါလိမ့်ဆိုပြီးစိုးစိုးရွားတွေထားချိန်ကြတော့ထန်လည်းဒီလောက်စိုးတဲ့ကျင်စာကိုတင်ရတာတကယ်နောက်နောက်ရနေပြီထင်တယ်ဆိုပြီးတခင်ခန်းကိုအင်ဂျင်တွေကြောက်ကန်ပြီးတော့အချော်ကြော်သလိုကြောင်းဆန်အောင်လှုပ်ထက်လိုက်တာပကြီးကအချက်ဆုံးလည်းထွက်လာရောဗျာအဲ့ဒီချိန်တခင်ခန်းကလူပညာမြောက်တဲ့ပကြီးကငါလက်ပွားနဲ့တင်ပင်ပုံလေးဆွဲတယ်ငါတင်မနေတော့ပုံဆွဲထားတယ်ဟိုနားကလင်းုံကြဘာနဲ့ဆွဲထားတာလဲထားပြီးတော့ထန်ကလည်းမင်းငယ်ပါရဲ့လေလို့ပြောလိုက်တယ်တခင်ခန်းကလည်းပြောင်းလိုက်တာဘာညာပြောနေပေမဲ့အမှန်ကမင်းငယ်ပါကိုလင်းုံကြိုက်ထားတဲ့ဒီကောင်ပုံဆွဲနေရမှာတုံးတာဟာဆိုပြီးထန်ကလည်းထားပြောလိုက်တာပေါ့ဒီလိုနဲ့ထန်ဟာသူ့ရဲ့စနီးများ၈ယောက်ရှိရာအခန်းထဲကိုဝင်လာတယ်ဗျာဝင်လာခြင်းမှာပဲရှေ့မှာပတ်စံကြံနေလားဆိုပြီးဆွဲနေတဲ့လူက၌ထိုင်းရဲ့ပကြီးကားကိုစပွဲခင်းပြီးကစားတဲ့လူကကစားထိုင်းရဲ့ဖွန်ကြောင်နီးနာအဖျားဖျားကြပြားစားတွေကိုခုန်ခုထိုင်တဲ့လူကထိုင်နဲ့ထိုင်လဲစိတ်ပြက်နေတဲ့အချိန်ရုတ်ရက်ရှာတန်းလန်းကြီးနဲ့ဆွေးကြိုးချတင်နေတဲ့ထိုင်းရဲ့အမေကိုတွေ့သွားတော့တာပေါ့ထိုင်လဲအမေဘာလို့ကစားနေရလဲဆိုပြီးကျိုးကိုဖြင်းပြီးကဲတော့မှအမေအတုံးမကြဘူးတားကိုပြောသေးခြင်းလို့မိမရှိရောက်ပေးစားထားပြီးမဲ့တားမပြောဘဲအမြဲစိတ်ညစ်နေရတယ်တားကကြပြားနဲ့ပကြီးမလဲအတော်ဆုံးပညာရှင်တယောက်မိမလည်း၈ယောက်ရှိတာဘာလို့အမြဲဝန်နေနေရတာလဲတားဆိုပြီးထိုင်းရဲ့အမေကလည်းထပြောတော့တာပေါ့အဲ့ချိန်ထန်ကလည်းမိမယူဖို့ကလွယ်ပါတယ်အမေကျွန်တော်အပေါ်နားလည်ပေးနိုင်တဲ့မိမရဖို့ပဲခက်ခဲနေတာပါဆိုပြီးပြောတော့တာပေါ့အဲ့ဒီအချိန်မှာပဲဆရာတခင်မပန်လွတ်တဲ့လူတွေကိုပဲရောက်လာပါလေဆိုပြီးထိုင်းရဲ့တပည့်တယောက်ကလာပြောတော့တယ်ဗျာအဲ့ဒီအချိန်ထန်းမိကလည်းပန်ကတိုင်းမိကိုပုံကန်ကြည့်နေတာသားကိုလည်းသူ့လိုဆက်သွင်းကျင်လို့ပုံကန်နေတာဆိုပြီးထန်ကလည်းဘယ်ကွေးတကောင်ကြောင်တပြီးမှမတွေ့ချင်ဘူးလို့ပြောလိုက်တာနဲ့ထွက်သွားတော့တာပေါ့ဗျာဒါပေမဲ့တခင်မပန်တို့လွတ်လိုက်တဲ့တခင်လက်တို့အပေါင်းပါတွေကလည်းအတင်းဝင်ရောက်စီးနေလာပြီးထန်ဆိုတဲ့ကောင်ပဲမလဲဒီပန်ကဒီကောင်ကိုအတွေ့အမှုခံမလို့တဲ့အခုထွက်လာခိုင်းလိုက်အဲ့လိုပြောလိုက်ရောထိုင်ရဲ့အမေကလည်းတောင်းပန်ပါတယ်မောင်လေးရဲ့ငါသားက96ပါးသောယောဂနဲ့အဲ့ရတဲ့ကမထားနိုင်လားဒီမှာပြီးအာနာသိမိကလေးကဆိုတာပေါ့ကျုပ်ဒီလိုဖြစ်မယ်ဆိုတာတီးပြီးသားဒါကြောင့်မလို့ဓမ္မတော်ဆရာသူကိုတပါးလေးခေါ်လာတယ်ဆိုပြီးအတင်းဝင်သွားကြတာဗျဒါကလည်းဖွင့်ကြည့်လိုက်ရောဒီလိုလုံးမှာရှိတဲ့အကျက်အကုန်ရက်တက်ပြီးစားနေသလားမှတ်ရတဲ့ထံကိုသွားတွေ့တော့တာပေါ့ဗျာအဲ့ချိန်သခင်လက်ကလည်းဒါလားဖျားနေတဲ့ကောင်ကဒီလိုကြက်ပေါင်တွေကိုပြင်းပြင်းစားနိုင်ပါမလားဟာဆိုပြီးတပြောလိုက်တော့ထံကလည်းကြက်ပေါင်ကတူအသေးခွဲမလို့စားနေတာဖြစ်ကြောင်းတင်သွားရင်မစားရမှာဆိုလို့မတင်ခင်စားနေရဖြစ်ကြောင်းကိုတက်ချင်းလေးနှုတ်ပြီးပြောပြလိုက်တယ်ဗျာ你真係做快釘，我真係就快頂。如果而家唔食，以後冇機會再食。တခင်လက်ကလည်းဒီကောင်ဖျားနေတဲ့ရုံနဲ့မတူဆရာသူလာပါဦးဗျဒီကောင်ကိုစစ်စစ်ကြည့်ပါအောင်ဆိုပြီးခိုင်းလိုက်တယ်ဆရာသူကလည်းသူ့တွေ့ကုန်ကတော့ပုံမှန်ပဲဖျားနာတယ်မရှိဘူးလို့ပြောလိုက်တော့ထန်ကလည်းသူ့ကျင့်ထားတဲ့အတိုင်းကွက်တွေကိုထုတ်သုံးလိုက်တာဆရာသူလည်းလက်ဖြံပြီးဒီလောက်ဆိုးတဲ့အချိန်တွေတွေ့ဖို့ငါဆေးမကူပဲမြန်မာဘောကားတွေပဲပြန်ရတော့မယ်ဆိုပြီးလက်ထွက်သွားတာပေါ့မင်းမမေးသေးလားမင်းဖေရဲ့အုပ်ကူရှိမှကျင်းခဲ့တာလေမင်းတိုင်းမညာကိုဘယ်တော့မှထုံမသုံးတော့ဘူးဆိုလို့ဘာလို့သူတို့ရှိမှထုတ်သုံးပြလိုက်တာလဲလို့ထိုင်းရမင်းကပြောတော့ထန်ကလည်းအဖြစ်မနေအချိန်နေမှုပါပြောနေပေမဲ့မင်းပညာတွေထုတ်ပြလိုက်တော့မင်းဟာကုံမျိုးနယ်ဝင်ဆိုတာသိသွားကြလိမ့်မယ်မင်းရဲ့အသက်အန္တရာယ်ရှိနေပြီတိလားလို့ပြောလိုက်ပါတယ်ထိုင်းရဲ့အမေကသားကရန်သူကိုဘယ်လိုလဲဆိုပြီးအတိတ်ကအကြောင်းတွေကိုအစဖော်လိုက်တော့တာပေါ့သားကငယ်သေးလို့ပြောပြခဲ့တာဒါပေမဲ့အခုသားရွယ်ရောက်လာပြီသားကိုပြောပြရတော့မယ်အမေတို့မှာရန်သူ2ယောက်ရှိတယ်တယောက်ကကုန်းပညာရှင်မဲကြီးပဲသူကလက်နဲ့ပညာမှာနံပါတ်1သားအဖေကူနဲ့တိုက်ခိုက်ခဲ့ကြတယ်မဲကြီးရုံမှာစိုးတာနဲ့အမေလည်းသူတို့တိုက်ခိုက်နေတာကိုခိုးကြည့်နေကြတယ်လို့ပြောပြလိုက်ပါတယ်အဲ့ဒီချိန်ထိုင်ရဲ့အမေထောင်ထားတဲ့ထောင်ချောက်တွေကမဲကြီးကိုသွားမထီပဲကိုသွားထီမှန်တော့တာပေါ့တမျိုးပြီးတမျိုးထောင်ချောက်တွေနဲ့ဒုက္ခပေးပြီးနောက်ဆုံးကမဲကြီးကိုမုန်းပြီးစိတ်ကြီးတုံးလက်ပြဖုံးနဲ့ပစ်ချလိုက်တာမဲကြီးမှန်ပဲကူရဲ့မျက်ခွက်တက်တဲ့သွားကန်နေတော့တာပေါ့ဒါမဲ့အမေတို့ကလက်နဲ့ပညာနံပါတ်1ဆိုတဲ့မဲကြီးကိုရဲရဲဝံ့ဝံ့တိုက်ခိုက်ခဲ့ကြတာဆိုပြီးဆက်ပြောတော့တာပေါ့ကူလည်းမဲကြီးကိုအတဲ့အတန်တယောက်ကထုံးစံအတိုင်းလေးပေါ်လေးပြန်ပြီးတိုက်ခိုက်နေတော့ကူရဲ့အငိုက်တစ်ခွက်မှာမဲကြီးကလှန်ကောင်းကိုချုပ်ပြီးစော်တက်လိုက်တာပေါ့ဒါဆိုနောက်တစ်ယောက်ကဘူးလဲဆိုပြီးထန်ကမေးတော့နောက်တစ်ယောက်ကမင်းအမေရဲ့တူရီးစားဟောင်းပန်မယ်မင်းအဖေနဲ့အမေလည်းရရောသူလည်းလင်းရသွားတယ်ဆိုပြီးအသေးစိတ်တွေရှင်းပြတော့ဇနီးမယား၈ယောက်ကလည်းအတွေ့အကြုံဝင်လာပြီးပျော်ပါနေတော့တာပေါ့အမေတာအိမ်ကနေခဏထွက်သွားအောင်မယ်တခင်လက်တို့လူတွေပြန်လာမှဆိုလို့ဆိုပြီးထွက်မသွားခင်သူ့ရဲ့ချစ်လာဆိုတော့ဇနီးမယားတွေအပျော်ကြည့်နေကြတာမိမောကြည့်နေမိတယ်ဒီလိုနဲ့ထန်ရဲ့တရားရှိညီကိုအုပ်စုတွေလည်းလမ်းလျှောက်ထွက်လာတာမျိုးတော့လူသမီးလေးတွေလည်းသူတို့မလုံခြုံကြမှန်းသိလို့
နောက်ကျချီတော့တစ္ဆပေါင်းဆိုပြီးအနည်းအကန်ထွက်ပြီးကြတော့တာပေါ့ 小姐， အဲ့ချိန်မှာနောက်ကချန်ခဲ့တဲ့အပေါင်းပါတွေကလည်းချဆိုပြီးအော်ပြောနေတော့ထန်းကလည်းငါကောင်းကိုမင်းမခုံကိုခဏတင်လို့ရမလားလို့လည်းပြောလိုက်ရောကျမကအဲ့လောက်လွယ်တဲ့မိန်းကလေးမဟုတ်ဘူးလို့ထားပြောလိုက်တာပေါ့ထန်းကလည်းကျွန်တော်သိပါတယ်ကျွန်တော်တကယ်ချင်းတွေကအတင်းခိုင်းနေလို့ပါလို့သူတို့ကိုပြောသေးခြင်းလေးပါလို့ထားပြောလိုက်ရောကျမစိတ်ဝင်စားဘူးရှင်ထွက်မသားဘူးဆိုကျမ online မှာပဲနော်လို့ထားပြောလိုက်တာပေါ့ထန်းကလည်းငါမင်းကိုငွေ3သိန်းပေးမယ်လေလို့ထားလို့နေတော့ငွေ3သိန်းကအခုခေတ်မှာဘာလို့ရမှာလဲငွေ30တော့ပေးလို့ထားပြောလိုက်တာပေါ့ထန်းကလည်းဈေးကြည့်လိုက်တာဓမြပဲတွားလိုက်ပါလားလို့ပြောလိုက်တော့ဟုတ်တယ်ငါကဓမြပဲရှိတာအကုန်ထုတ်လုံးနေတော့ထန်းကအထာရသ18ရဲ့ပညာရေးတွေထုတ်ပြလိုက်တာရင်းမြောင်းနဲ့လွတ်ထွက်သွားပါလေရောဗျာအဲ့ချိန်တခင်စံတို့အဖွဲ့လည်းရောက်လာပြီးဘာလို့ချိုင်တာလဲဟာလို့မေးရောဓမြဟာဆိုပြီးအချောက်ကြီးလို့လည်းပြောလိုက်ရောရင်လေးကအပေါက်ပိုင်းယောက်ျားတောင်အလုပ်မပေးတဲ့တခင်ကလည်းငါကြိုက်တယ်ဆိုပြီးရေထဲတိုင်ပင်ထိုးသွားလိုက်တာပေါ့အဲ့ချိန်မှာတခင်မဘန်တို့ကလည်းဇောင်းစားတွေကိုအစာကျွေးဖို့ရောက်လာပြီးတခင်မပန်ရဲ့အခိုင်းစီလေးတွေကချောတယ်ကြားထားတဲ့ထန်းတို့အဖွဲ့ကလည်းလူအုပ်ထဲအတင်းတွေ့ပြီးတင်းစင်ဆိုတာဘယ်လိုလဲကွာပြစမ်းမအောင်ဆိုပြီးပြောနေတော့တင်းစင်ကလည်းတစ်ချက်လက်အကြည့်မှာထန်းနဲ့မျိုးလုံးရှင်းတွေစုံပြီးတော့တာပေါ့အဲ့ချိန်ထန်းတို့အဖွဲ့ကလည်းတခင်မပန်ရဲ့အခိုင်းစီတွေကိုဖွင့်ကြောင်းဖို့လောင်းစားဟန်ဆောင်သွားကြတာပေါ့အဲ့ချိန်တခင်မဘန်တို့ကလည်းရောက်လာပြီးတော့လောင်းစားတွေကိုမုံဝင်ပေးလိုက်ပါလို့ပြောလိုက်တာနဲ့ထောင်းစားရင်းနဲ့ရောပြီးထန်းတို့အုပ်စုလည်းငါတို့လည်းပေါက်စီလို့ဆိုပြီးဆွဆွဲလို့ဝိုင်းဆွဲကြတော့တာပေါ့တခင်မကန်တို့အတင်းတိုးဝေးလိုက်တာထန်းကလည်းလောင်းစားတွေနဲ့အတင်းဝင်လို့ရင်ဒရမ်မာတွေခင်လိုက်တာရှင်ပိုက်စာနေတယ်မလားစားလေဆိုပြီးတင်စင်ကလည်းပေါက်စီကိုထုတ်ပေးလိုက်တာပေါ့ထန်းကလည်းတင်စင်နဲ့ကျင်နာတနာတဲ့စိတ်ကိုခိုက်ကွာပြီးတင်စင်ကိုငေးကြည့်နေပြီးတော့တာပေါ့အဲ့ချိန်မှာထန်းကလည်းချစ်ချင်းမြတ်တာကြောင့်ပြုံးတဲ့အပြုံးဟာလောကမှာအလှပဆုံးပဲငါအိမ်မက်ကချစ်သူကိုရှာတွေ့ပြီးသူကတင်စင်ပဲဆိုပြီးတင်စင်ဖျားဝိပြုတ်နေတာကိုတော့မင်္ဂလာဆောင်ခြင်းနဲ့ဘာညာဆိုပြီးတွားကြည်စားနေတော့တာပေါ့ 靠山。 အဲ့ဒီချိန်ဘုန်းကြီးကလည်းဖျားဝန်းနဲ့မစူညံဘူးကွာဆိုပြီးရုပ်တီကွက်တွေထုတ်ပြလိုက်တော့လားထန်ကလည်းအကြောင်းနဲ့ပြန်ဝင်ရှာတော့တင်စင်ကိုမတွေ့ရတာနဲ့လေသမားကိုအကွင်တောင်းပြီးတော့ဟဲ့လူတခင်မပန်လို့စီကိုအရောက်ပိုးပါဆိုပြီးလေးနဲ့အတင်းလိုက်ကြတော့တာပေါ့ခင်ဗျားတို့လေးကိုရွတ်တော့တာမှန်သွားတယ်တို့လေးကဒီရက်ပိုင်းမှာအများဆုံးပဲခင်ဗျားတို့တခင်မတို့ပန်လို့စီကိုဝင်ကျင်တဲ့လူအများကြီးပဲတို့ခင်ဗျားကိုအကြံပေးလို့ရပါတယ်ဆိုတော့ထန်လည်းအကြံပေးတဲ့အတိုင်းလေသမားကိုမသားလုခိုင်းပြီးသူ့ဟာသူရောင်းစားတော့တာပေါ့အဲ့ဒီချိန်တင်စင်နဲ့ပြိုးလေးတို့လည်းရောက်လာပြီးဒီလူကြီးကတနာပါလေဘယ်လဲကြမလားလို့ပြောနေကြတဲ့အချိန်ထန်တဲ့အပြိုင်တမီသားစုလုံးရဲ့အလောင်းတွေလဲပေါ်တင်လာတဲ့တိုးလက်က ငါမိသားစုအကျိုးဖို့ပတ်စံမရှိလို့ကူညီကြပါအောင်လို့ဗဇက်ကလည်းတတွတ်ပြောနေတော့လာပေါ့ကျောင်းမိသားစုကမနေ့ကမှငတ်ပြတ်ပြီးဆုံးသွားကြတာပါကျွန်တော်ကလည်းကျမကြီးမကောင်းဘူးကျွန်တော်ကိုတနာရင်ဝယ်ပေးပါဆိုပြီးထပြောရောတင်စင်ကလည်းသူကပိုတနာစရာကောင်းတယ်တိုးလက်ကိုပဲဝယ်မယ်ကြံနေအောင်ထန်းကလည်းကျွန်တော်အရင်ပြောထားတာလေးဗျာလို့ထပြောလိုက်တော့တင်စင်ကလည်းသူကပိုတနာစရာကောင်းနေတာမတွေ့ဘူးလားရှင်ကအဖေပဲတည်တာသူကတမိသားစုလုံးကိုဆုံးရှုံးထားရတာဆိုပြီးထပြောတော့တာပေါ့အဲ့ချိန်တိုးလက်ရဲ့ခွေးပုံမျိုးကလည်းဒီကြီးနဲ့ရိုးတရက်ရှောသွားတော့တာပေါ့ဗျာတိုးလက်ကလည်းသူ့ခွေးပေါ်ဘလောက်တန်အောင်ရှိကြောင်း ဘလောက်တော်တဲ့ခွေးပြကြောင်ဝင်ပြောနေတော့ထန်ကလည်းကြံရမရလာနဲ့ပြပြလေးနေလိုက်တဲ့ပိုးဝက်ကိုကောက်ကင်လိုက်ပြီးဗလာကြီးမင်းအဆင်ပြေလားမသေးပါနဲ့ဦးကွာဗလာကြီးမင်းမသေးပါနဲ့ဦးငါတို့တွေအတူဒုက္ခတွေအတူတူဖြတ်တန်းခဲ့ရတာမင်းကငါ့ရဲ့အတူတယ်တော့တကယ်ချင်းပါပဲဆိုပြီးဇက်နာပြနေတော့တိုးလက်ကလည်းစိတ်မရှိတော့ပဲကို့ကြည့်ရတာချမ်းသာမဲ့ပုံပါပဲအိမ်ပြန်ပြီးအေးအေးဆေးပဲတွားနေစမ်းပါဆိုပြီးဘသူကပို့ဒုက္ခရောက်လဲအပြန်နေကြတော့ထန်ကလည်းစိတ်မရှိတော့ပဲတိုးလက်ကိုသူရရုပ်ပြပြီးတွေ့လားငါလည်းကြိုးစားပြီဘသူကပို့ဒုက္ခရောက်နေလဲပြောစမ်းပါဆိုပြီးတိုးလက်ကလည်းမကင်းဖိနဲ့ဘေးကငရုတ်ချပွေးနဲ့ခေါင်းကိုထုလိုက်တာငါအသက်တောင်ငါတန်ဖို့မထားတော့တာကိုမင်းကငါ့ကိုဘလို့အနိုင်ယူမလဲကြည့်ကြသေးတာပေါ့ဆိုပြီးကြိုင်ဆိုင်နေကြတဲ့အချိန်တိုးလက်ကလည်းအုံနောက်တွေ့ပြီးတခါတည်းကန်သွားတော့တာပေါ့ဒီလိုနဲ့ထန်ကပဲအိမ်မှာခေါ်ဖို့ဆီယမပန်ကိုတွားပြလိုက်မယ်ဆိုပြီးတင်စင်တို့အပြန်အဝင်ထန်ကိုဆွဲကြည့်လိုက်တော့တမင်မြန်ဝန်းနေကြောင်အမေမိတ်ချွေမကိုတွေ့ပြီဗျာလို့ဟောတော့တယ်ဒီလိုနဲ့ထန်လဲတခင်မပန်ရဲ့အိမ်မှာကျွန်အနေနဲ့6နှစ်စာကိုယ့်အကိုရောင်းစားလိုက်တော့တယ်ဗျာထန်ရောက်လာပြီးကြားကလေးကအလုပ်ကောင်းကြောက်ကြောက်ခဲကနေပြီးစပညာပြတော့တာပဲအဲ့ချိန်တခင်မတို့အိမ်မှာကျုံလုံးရင်းနဲ့တင်စင်ကိုတစ်ချက်တွေ့ရတာနဲ့တင်ထန်ကတော့ဂျင်းနူးဝန္တာဖြစ်နေတာပဲဗျထန်ကလည်းပြန်ကြီးဆိုတော့တင်စင်ရဲ့ပုံကိုဆွဲထားတယ်ညာကြီးထန်ကခွေးကြီးလုံးကအစကျုံပြီးအိမ်မှုကိစ္စတွေလုပ်နေရတာဗျအဲ့လိုနဲ့လူသမားနဲ့ခွေးများမဝင်ရဆိုတဲ့ဆိုင်းပေါ်နာမှာထန်ကလည်းတင်စင်တို့စွန့်လွတ်နေတာကိုတွားကြည့်နေရောဗျဒါအခွင့်အရေးဟာဆိုပြီးထန်ကလည်းစွန်ကိုလက်ထက်ကရင်းနဲ့စွန်ကိုကောက်ပေါက်လိုက်ပြီးတော့စွန်ပြစ်ကြတော့အောင်လှုပ်ချလိုက်တယ်ဗျအဲ့ချိန်ထန်ကလည်းဘာကူညီလို့သေးလဲထအောင်ချောင်းတော့တင်စင်တို့အုပ်ကလည်းစွန်ပြစ်သွားကြလို့လာကူညီပေးစမ်းပါလို့လည်းပြောလိုက်ရောကျွန်တော်ကဒီမှာကြုံတယောက်ဆိုတော့ဝင်လာဖို့မသိတော့ဘူးထင်တယ်အဲ့လိုပြောလိုက်တော့တင်စင်တို့ကလည်းရှင်းကိုကျွန်တော်ကျမတို့ကမဆက်ဆံပါဘူးခွေးလိုပဲတော့ထားတာပါဆိုပြီးအတင်းတွေတွားယူခိုင်းတော့တန်ကလည်းကုတ်ကတ်တက်သွားရင်အပေါ်ကနေချော့ချသွားတာတင်စင်ကလည်းတနာသွားပြီးရှင်အစင်ပြေလားလို့ထားပြောတော့လက်တစ်ဖက်ကျူသွားရုံပါငါမင်းအတွက်ဆိုဘာမှမကြောက်ဘူးဆိုပြီးအထပြောလိုက်တော့တာပေါ့ထန်ကလည်းသူ့ဟာသူတွေးပြီးထားရည်နေတော့
တင်စင်တို့အုပ်စုကလည်းရှင်အခုထိဆင်းမလာသေးဘူးလားလို့អော်လိုက်တော့ထန်လဲသူ့အကြံစီအတိုင်းချော်ချလိုက်တာထင်သားလို့ဖြစ်မလားပဲကြောက်ကြောက်ခဲကနေလှမ်းချချလိုက်တာပေါ့မင်းငါချစ်ချစ်တင်စင်ရဲ့ပုံကိုကိုးဆွဲထားတယ်မလားဆိုပြီးဒဲတို့ကြီးတွေထားပြောတော့ထန်ကလည်းကျွန်တော်ကအကုန်ပတ်ဆွဲနေတာဆရာကဘယ်ကိုပြောတာလဲထမိလိုက်တော့ထန်ကအိမ်တကပုံကိုဆွဲရပြီးပြလိုက်တာပေါ့မင်းအတင်းလိုက်တာငါချစ်ချစ်ပုံကိုဘာလို့ဒီလောက်ရုပ်ဆုံးအောင်ဆွဲထားရတာလဲမင်းအမှုပညာကိုနားမလည်ရင်မဆွဲနဲ့ဒါကိုပကြီးလို့ခေါ်တယ်ကွာဆိုပြီးထုတ်ပြလိုက်တော့တာပေါ့ဆရာကပကြီးဆွဲတာအရင်တော်တာပဲဆိုပြီးပုံကိုမြင်ပြီးမအောင်နိုင်တော့ပဲထိုးအန်တော့တာပေါ့ကြောက်ခဲကလည်းပကြီးဆိုတာဘာလဲသိပြီလားဆိုပြီးထန်ကိုဝိုင်းရိုက်ခိုင်းကြတာပေါ့တင်စင်ကလည်းရှင်ဒီလိုသူများကိုအနိုင်ကျင့်နေရင်တခင်မပန်နဲ့တိုင်ရလိမ့်မယ်ဆိုပြီးပြောတော့မှကြောက်ခဲကလည်းသူ့အလိုသမားတွေခေါ်ပြီးလှည့်ပြန်သွားတော့တာပေါ့တင်စင်ကလည်းရှင်တင်နေပြီလားဆိုပြီးအားပေးစကားတွေထားပြောလိုက်ပြီးတော့မင်းရဲ့စုကိုပြန်မပေးရမချင်းမသိနေပါဘူးဆိုပြီးစုပ်ပြဲနေတဲ့စုံကိုထုတ်ပြောလိုက်တာပေါ့တင်စင်ရဲ့အပေါင်းတွေကလည်းငါတို့စုံကိုဖျက်ဆီးတာဒီလောက်နဲ့မကျင်းနိုင်ဘူးဆိုပြီးထန်ကိုဝိုင်းလုံးထလိုက်တာရုံးနဲ့တာတခြားစီဖြစ်သွားတော့တာပေါ့အဲ့လိုနဲ့ထန်လဲညဘက်တယောက်တည်းကြပြားတွေကောက်ဆက်နေတော့ကျမမှာဒီကအချောဆုံးမိန်းကလေးဖြူဖြူလေးဆိုပြီးတစ်ချက်ထိုးထည့်လိုက်တာပေါ့ဘာဖြစ်လို့ငေါ့ပြတာလဲဟာလို့ပြီးတော့စိတ်သိမ့်မနှံ့နဲ့ဖြူဖြူလေးကလည်းနောက်တစ်ချက်ထည့်ကျွေးလိုက်ပြီးကြောင်တောင်ကစားတွေနာမှုရေကောင်လေးဘောကရုတ်တရက်ရောက်လာပြီးတော့ဒီလောက်ရုပ်ဆိုတဲ့ရုပ်ပထမဆုံးမြင်မှုတာပဲဆိုပြီးဖြူဖြူလေးကိုကန်ထည့်လိုက်တော့တာပေါ့အဲ့ချိန်ဒီတော့မှတင်စင်ကချောတယ်ဆိုတဲ့သတင်းကြလို့ဆိုပြီးဒီကောင်ကိုမေ့အောင်ရဲလိုက်တာလို့ထားပြောလိုက်တာနဲ့ထန်ကလည်းသူ့ကိုယ်သူမိတ်ဆက်ပြီးသူလည်းနှာဘူးသူရဲ့ကောင်လေးကိုတနာယူကြောင်းဒီတက်ဆိုတဲ့မိမတွေကိုတော့အလုံးမပေးကြောင်းထားပြောတော့တာပေါ့ခင်ဗျားတို့တင်စင်ဒီကိုလာလားတူခန့်ကိုလက်ပြမယ်ဆိုပြီးအတူတက်လာခဲ့လိုက်ကြလားဒီလိုနဲ့ထန်လဲတင်စင်အခမ်းအနားကိုရောက်တာနဲ့ရှင်ဒီကိုဘာလောက်တာလဲလို့မေးလိုက်ရောထန်ကလည်းမင်းတကွက်ရတော့မယ်မင်းကောင်နေမင်းစီလာနေပြီဒါပေမဲ့ငါတို့ကိုလမ်းလွဲခဲ့တယ်ငါတို့အပုံးနေမှရမယ်ငါတော့လိုက်ခဲ့လို့ပြောလိုက်တဲ့အချိန်မှာပဲတင်စင်ကလည်းရက်စံရှင်ကမှမတင်းကောင်တကယ်ဆိုတခင်မပန်ကသတင်းမပေးပဲဘာလို့မင်းလေးတယောက်အခန်းထဲကိုဝင်လာတာလဲလို့ဒီလိုအောက်တန်းကြတာကပညာတွေတက်နေရင်တော့အမှတ်နဲ့ဘာမှမထူးဘူးဆိုပြီးထားပြောလိုက်တော့ဒါဆိုမင်းကကိုဘာလို့ပြုံးပြနေခဲ့တာလဲလို့ဆိုတော့ရှင်ကစောက်ယူမှုလို့ထားပြောလိုက်တာထန်လဲအသက်တွေကွဲနေတဲ့အချိန်ဒီကွာမှာယောက်ျားကောင်းဆိုလို့ထမ်းမဲ့ရှိတော့လားမသိဘူးဒီလိုယောက်ျားစစ်ယောက်ျားမှန်ကမှကြပြားကိုရေးစံနိုင်မှာဆိုပြီးထန်ရေးတဲ့လာတာတာညအကကစားမလားနားမလားတွေထားရော်နေတော့တာပေါ့အဲ့ချိန်ထန်ကလည်းချင်းဒီကောင်းဟာဆိုပြီးတင်စင်ကိုပြေးအဖက်တင်စင်ကလည်းထန်ကိုတမလွန်တော်တဲ့နဲ့ရိုက်မယ်ကြံနေတော့ငါကထမ်းမယ်ဆိုပြီးထားပြောချလိုက်တော့တာပေါ့အဲ့ချိန်တင်စင်ကရှင်ကစိတ်ကြမ်းမာကြီးလည်းမကောင်းဘူးပဲဆိုပြီးရွက်ချလိုက်တယ်ဒီနေ့မှာပုတ်ထွက်သွားတော့တာပေါ့အပြင်ကနှာဘူးသွေးကောင်းလေးဘောကလည်းအေးလေမင်းတနာယူလာကြည့်လားကွာဆိုပြီးနှစ်သိမ့်နေတော့တင်စင်ကမြင်တော့တစ်ခွက်တည်းထင်ပြီးကြကြပါအောင်ရှင်ကြကြပါအောင်နဲ့ထွက်ပြီးနှာဘူးသွေးကောင်းလေးဘောကလည်းအတင်းတွေလက်ဖက်လိုက်တာထန်ရေးတဲ့ကြပြစာအုပ်လေးလည်းပြုတ်ကျသွားခဲ့တာပေါ့